နေပြီတကယ်မှတကယ်ကြီးကိုလုံးပြနေပြီဒါကြီး။အော်လုံးရတယ်ကျွန်တော် flag ကောင်နေနဲ့ကျွန်တော်တဝင်းအတွက်ကိုကျွန်တော် flag ကပါရလေ3ထားကျွေးနေတာအခုမှကျွန်တော် fab လို့ကျွန်တော် flat 6 global number 1 flat 6 versus ကျွန်တော် global number 1 pattern တို့ရဲ့ versus 3ကျွန်တော် gain number 1ပွဲဖြစ်ပါတယ်ဆိုတော့နိုင်ကြီးကျွန်တော်4သိန်းကြီးပွဲဖြစ်ပါတယ်ကျွန်တော် global number 1ကျွန်တော် flat 6 versus ကျွန်တော် global number 1 pattern တို့ရဲ့ပွဲလေးပဲဖြစ်ပါတယ်ကဲအားလုံးပဲမင်္ဂလာပါကဲကျွန်တော်မ share လေးရကျွန်တော် share လေးတဲလေးလုပ်ပြီးတော့ကူညီပေးကြလို့ရပါတယ်ခင်ဗျာဆိုတော့ flat 6ကနေကျွန်တော် global number 1ဝင်ဘူးတဲ့ကျွန်တော်6ပွဲပေါင်း6000ကျော်ဗျာသိလားနော်ဆိုတော့တစ်ဖက်ကကျွန်တော်ဗဒန်းကလေဘယ်လိုပြောပြမလဲ global number 1ဗဒန်းဆိုတဲ့အနေထားတစ်ခုမှာဘာညာလေးကဲကျွန်တော်မ share လေးရကျွန်တော် share လေးတဲလေးလုပ်ပြီးတော့ကူညီပေးကြလို့ရပါတယ် follow မလုပ်ရသေးနဲ့ follow လေးလုပ်ပေးကြအောင်ခင်ဗျာကဲအားလုံးပဲမင်္ဂလာပါအင်ထိုဝင်တာငါလကူ flat 6ရဲ့အင်ထိုဝင်နေတဲ့ဥစ္စာကို तू က live stream နဲ့နေလုံနေတယ်တာကြီးရဲ့ okay ပါကဲဆိုတော့ flat ချောင်းနဲ့ကျွန်တော် global number 1 pattern နဲ့ global number 1 flat ချောင်းတို့ရဲ့ကျွန်တော် versus 3ကျွန်တော် gain number 1လေးပဲဖြစ်ပါတယ်ဆိုတော့ ambulance ပါညာလေးကျွန်တော်ကွဲပြားခြားနားမှုလေးတော့ရှိမယ်ဆိုတော့ flag only နဲ့ပဲကျွန်တော်ထွက်လာသေးရဲ့ဗျာ okay ဆိုတော့ကျွန်တော်ရဲ့ flat ချောင်းကြီးကကျွန်တော် buy 1မှာဘယ်လောက်ထိကျန်မလဲ okay နားစားကဲအားလုံးပဲကျွန်တော်မ share ရကျွန်တော် share လေးလုပ်ပြီးတော့ notify ဘက်ကနေ notify နေကျွန်တော်ရိုက်ပေးကြလို့ရပါတယ်ခင်ဗျာ okay ဆိုတော့နှစ်ပတ်လုံးကတော့ကျွန်တော် flicker only ပဲဖြစ်တဲ့အတွက်ကြောင့်မို့အရန်ကြီးတော့စိုးရင်စရာတော့မလိုဘူးဆိုတော့ ambulance ပါညာလေးကျွန်တော်ကွဲပြားခြားနားမှုတွေရှိမယ်ကျွန်တော် hero nature ပါညာလေးကိုရမယ်ဆိုတော့ global number 1 ဗဒန်းပဲနိုင်သွားမှာလား global number 1 flat ချောင်းပဲနိုင်သွားမှာလားပေါ့နော် okay ကဲဒီလိုလေးလာပြီ okay ဆိုတော့ flat ချောင်းရဲ့ကျွန်တော်ဘယ်လိုပြောပြရမလဲ free time ပါညာလေးကိုတော့ကျွန်တော်မြင်တော့မြင်တွေ့ရအောင်ပဲဗျနိုင်ကြီးကျွန်တော်4သိန်းကြီးပွဲလေးပါနိုင်ကြီးကျွန်တော်4သိန်းကြီးပွဲလေးပါဒီဝယ်ပြီးသွားရင်တော့ကျွန်တော်အောင်သူ့ပွဲလေးလာမယ်နော်ဆိုတော့ flat ချောင်းတော့ကျွန်တော် first side တယ် warrior boost ပုံစံမျိုးပဲသွားဖို့တော့များသွားပြီဗျဆိုတော့ anime ဘက်ကကျွန်တော် global number 1 ဗဒန်း player လေးကတော့ကျွန်တော် first side တယ်တခုခုကျွန်တော်ဒီမိုဟန်နာတွေပါညာလဲသွားလို့ရတယ်ဗျာသိလားဆိုတော့ဒီပွဲကလုံးဝ brother တို့အတွက်ကြီးတင်းတဲ့ပွဲလို့ပဲပြောချင်တယ် okay ကျွန်တော် global number 1 ဗဒန်းအနေနဲ့ flat ချောင်းကျွန်တော်ပြင်းတော့ပြင်းနေပြီဗျဆိုတော့နိုင်ချင်းကျွန်တော်4သိန်းကြီးဆိုတဲ့ပွဲအနေထားတစ်ခုမှာ flat ချောင်းအနေနဲ့ global number 1 ဗဒန်းကိုကျွန်တော်နိုင်ပါမလား okay ကဲကျွန်တော်ဗဒန်း player လေပြောတာဆိုတော့မဆိုးဘူးဗျာသိလားဆိုတော့ flat ချောင်းအနေနဲ့ကျွန်တော်ကတော့နဲလေးဒီသူ flat ချောင်းဆိုတဲ့အတိုင်းပဲ free side ဘာညာလေး double rock triple rock ဘာညာလေးကိုတော့မြင်ဘူးချင်တယ်ပေါ့နော် okay နိုင်ချင်းကျွန်တော်4သိန်းကြီးပွဲဗျာဟုတ်ကဲ့ပါ okay ပါဆိုတော့လက်ရှိမှာလည်းကျွန်တော် flat ချောင်းရဲ့ string ဘာညာလေးကိုလည်းတွားပြီးရှိုးကြည့်လို့ရတယ် okay ဆိုတော့ first side တယ်နေပါကျွန်တော် warrior boost ဘာညာလေးကိုပဲကျွန်တော်ဆက်ထားသေးရဲ့ဗျာ okay ကျွန်တော်ဗဒန်း player global number 1 ဗဒန်း flat ချောင်းရိုက်နေပြီဒါကြီးရဲ့ emote လေးပြရတော့နည်းနည်းပါးပါးလေးတော့နည်းလေးနီးပေးမယ် okay okay နားစားပါကဲကျွန်တော် flat ချောင်း fighting ပါ global number 1 ဗဒန်းကလည်းတွားပြီး short လို့တော့မရ okay ကျွန်တော် global number 1 ဗဒန်းအနေနဲ့ကျွန်တော် flat